ကိုယ့်ရဲ့ vision နဲ့ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ product ကိုပဲကိုယ်ဝယ်စေခြင်းနဲ့ဝယ်သူတွေကဝယ်ယူလာစေဖို့ဒီလိုမျိုးရွေးချယ်မှုတွေရှိလာစေဖို့ဆိုရင်ဘယ်လိုအချက်တွေလိုအပ်လဲမင်္ဂလာပါ coach ဥမာဖြစ်ပါတယ်ဆိုတော့ကိုပစ္စည်းကိုပဲဝယ်ယူစေခြင်းနဲ့ကိုပစ္စည်းကိုပဲအမြဲတမ်းဆွဆွမြဲမြဲသုံးစေခြင်းနဲ့ဆိုရင်ကိုဖြစ်စေခြင်းတာတွေဖြစ်လာဖို့အတွက်ကိုဘက်ကကောဘာတွေလုပ်ထားပြီးပြီလဲဒါကိုအရင်ဦးဆုံးပြန်လဲမေးမြန်းဖို့လိုအပ်ပါတယ်ဆိုတော့ကျမဆိုလို့ရှိရင်ပေါ့နော်အမြဲတမ်းကိုမေးခွန်းထုတ်လေးရှိတယ် coach ဝင်းဝါ business coach and consultant NLP trainer တယောက် NLP master coach တယောက် business တစ်ခုရဲ့ system ဘိုင်း operation ဘိုင်းကိုအဓိကလမ်းပြပေးနေတဲ့သူတယောက်အဲ့လိုလူမျိုးတွေအများကြီးရှိကြမှာပဲအဲ့တရားမှာကိုရွေးချယ်စီဖို့ဆိုရင်ကိုစီမှာဘာတွေရှိနေတယ်လဲပေါ့အဲ့ဒါကိုအမြဲတမ်းကိုမေးခွန်းထုတ်လေးရှိတယ်အဲ့ခါမျိုးမှာကိုရဲ့အဓိကအချက်တွေအများကြီးထွက်လာတယ်အဲ့ထွက်လာတဲ့ထဲကမှတကယ်ကိုစီကနေပြီးတော့ကိုရဲ့ program တွေကိုဝယ်ယူမဲ့သုံးဆွဲမဲ့ကိုစီကနေကိုနဲ့တွေ့ပြီးတဲ့အခါမှာတကယ်ကိုတိုးတက်ပြောင်းလဲမှုကိုရရှိနိုင်စေမယ်ဆိုတော့သူတွေပေါ့နော်ဒီလိုလူမျိုးတွေအတွက်အဓိကသူတို့ရဲ့ pain point ကိုထိစေမဲ့အရာတွေနဲ့ marketing ဆင်းလေးရှိတယ်ပြီးတော့တဲ့အခါမှာ sales close လုပ်တဲ့အခါမှာလည်းအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ sales close လုပ်လေးရှိတယ်အဲ့ခါမျိုးမှာဘာဖြစ်လဲဆိုတော့တစ်ခါဆက်ဆံရတပ်ပံပြီးတော့တဲ့ခါမှာအဲ့ဒီတယောက်ကနေအရောက်ပေါင်းများစွာကိုစီကိုရောက်လာတတ်တယ်ပေါ့ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ vision ကိုပဲအဓိကရွေးချယ်စေခြင်းနဲ့ကို product ကိုပဲရွေးချယ်စေခြင်းနဲ့ဆိုရင်ကိုကရွေးချယ်စေခြင်းနဲ့စိတ်နဲ့အတင်းရောင်းအတင်းပြောနေမယ်ဆိုရင်တော့ဘယ်တော့မှရောင်းရမှာမဟုတ်ဘူးကို product ကိုယ့်ရဲ့ vision ကိုရွေးချယ်စေခြင်းနဲ့ဆိုရင်ကို vision နဲ့ကို product မှာသူတို့ရွေးချယ်ရမယ့်အကြောင်းရင်းဘာတွေရှိပြီလဲဒါကိုသိချလေးကိုမေးမြန်းဖို့လိုတယ်သုံးသပ်ဖို့လိုတယ်ဆိုတဲ့အကြောင်းလေးကိုအကြံဉာဏ်ပေးခြင်းနဲ့စစ်မှန်တဲ့ရလဒ်ကောင်းတွေပိုင်ဆိုင်နိုင်ကြပါစေကျွန်မကတော့မိတ်ဆွေတို့ရဲ့ vision ကိုအခုထပ်ပို့ပြီးတော့ system ကျစေဖို့နဲ့မြန်ဆန်မှန်ကန်တဲ့နည်းလမ်းတွေနဲ့အတူအရှိကိုတစ်စိတ်ရောက်ရှိသွားစေဖို့အတွက်ဒီနာကနေ vision coaching consultation ပညာရပ်တွေအပြင် NLP ရဲ့ tools and technique တွေနဲ့ပါထပ်ပေါင်းပြီးတော့ကူညီပေးနေတဲ့လမ်းပြပေးနေတဲ့သူတအူပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်